မင်္ဂလာပါခင်ဗျာ2025-26ဘောလုံးရာသီဟာအံ့အားသင့်စရာတွေနဲ့ပြီးနှံနေခဲ့ပြီးအကြီးမားဆုံးအံ့အားသင့်မှုတွေထဲကတစ်ခုကတော့အရေးပါတဲ့ကစားသမားတချို့အရန်ခုံပေါ်ရောက်သွားခဲ့ရတာပါပဲတချို့ကိစ္စတွေကရှင်းပြရလွယ်ကူပေမဲ့တချို့ကတော့အခုထိစဉ်းစားရခက်ခဲနေစေပါပဲဒီနေ့ဗီဒီယိုထဲမှာတော့ကျွန်တော်တို့အဲ့ဒီလိုစဉ်းစားရခက်ခဲတဲ့အခြေအနေတွေကိုလေ့လာသွားမှာဖြစ်ပါတယ်ဒါကတော့ဒီရာသီမှာပွဲထွက်ခွင့်နေရာကိုထင်မဲ့မထားပဲဆုံးရှုံးခဲ့ရတဲ့ကစားသမား၈ဦးအကြောင်းပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ Robert Lewandowski ကနေစတင်လိုက်အောင်သူဟာကမ္ဘာအဆင့်မီကစားသမားတဦးဂိုးသွင်းဇာတ်ကြီးတစ်ခုဖြစ်ပြီးအသက်40နီးမှဖြစ်နေပေမဲ့သူဟာခြေစွမ်းမကြသေးဘူးဆိုတာပြသထားနိုင်သူပါပြီးခဲ့တဲ့ရာသီကသူဟာ52ပွဲမှာ42ဂိုးထိသွင်းယူခဲ့ပြီးလာလီဂါရဲ့ဒုတိယဂိုးသွင်းအများဆုံးကစားသမားအဖြစ်ရပ်တည်ခဲ့ပါတယ်ဥရောပရွှေဖနန်းဆုရှင်ကိုင်လီယန်အမ်ဘာပယ်ဟဲ့နောက်မှာ၄ဂိုးစာကွာဟခဲ့တာပါဒါကြောင့်သူဟာနောက်ထပ်တရားသီးကိုကောင်းကောင်းဖြတ်သန်းနိုင်အောင်မယ်လို့လူတိုင်းကယုံကြည်ခဲ့ကြပါတယ်ဒါပေမဲ့ဒီရာသီမှာတော့သူဖြစ်ချင်တဲ့အတိုင်းဖြစ်မလာခဲ့ပါဘူးလီဝန်ဒေါစကီဟာအရင်ကဘာစီလိုနာရဲ့ကွဲထွက်လူစီရင်မှာပထမဆုံးရွေးချယ်ခံရလိရှိသူဖြစ်ပေမဲ့ဒီရာသီမှာတော့ဖလစ်ကဖာရန်တိုရက်စ်ကိုပွဲထွက်တိုက်စစ်မှုအဖြစ်အသုံးပြုဖို့ပိုးသဘောကျနေကြတာပါအရေးကြီးတဲ့ပွဲစဉ်တွေမှာတော့ပေါ့လီဝန်ဒေါစကီဟာဒီယာဒီကစားနိုင်ခဲ့တဲ့လာလီဂါ16ပွဲမှာ9ပွဲသာပွဲထွက်ခွင့်ရခဲ့ပါတယ်။တစ်ဖက်မှာလည်းဖာရန်ဟာကစားနိုင်တဲ့18ပွဲမှာ14ပွဲအထိပွဲထွက်ခွင့်ရခဲ့ပါတယ်။ဖာရန်ဟာလက်ရှိခြေစွမ်းပြနေပြီးပစ်ချီချီစုအသက်တောင်ပြိုင်ဆိုင်နေတာကိုထဲ့တွက်ကြည့်ရင်တော့ပိုလန်ဂန်ဒန်ကြီးထက်သူ့ကိုဘာလို့ရွေးချယ်နေလဲဆိုလားနားလည်နိုင်ပါတယ်။ဒါပေမဲ့လီဝန်ဒေါစကီလိုလူမျိုးကဖာရန်တိုရက်စ်လိုကစားသမားမျိုးစီမှာပွဲထွက်ခွင့်နေရပေးလိုက်ရတာကတော့အမြဲတမ်းအံ့အားသင့်စရာဖြစ်နေအောင်မှာပါနောက်ထပ်ဘယ်ဟာကကျွန်တော်တို့ကိုအံ့အားသင့်စေတယ်လဲသိလားအဲ့ဒါကတော့ Nottingham Forest ရပွဲထွက်ဂိုးသမားနေရာကို Matt Sales ဆုံးရှုံးလိုက်ရတာပါပဲဒီ Belgian ဂိုးသမားဟာပြီးခဲ့တဲ့ရာသီကတကယ်ကိုအမကန်စွမ်းဆောင်ခဲ့ပြီး Forest သမိုင်းတစ်ချောင်း Premier League ရွှေလက်အိတ်စုကိုပထမဆုံးရရှိတဲ့ဂိုးသမားဖြစ်လာခဲ့ပါတယ်ဒါကြောင့်ဒီရာသီမှာလဲသူ့နေရာကအငင်းပွားပွဲမရှိဘူးလို့ထင်ရပေမဲ့တကယ်တမ်းကတော့အဲ့ဒီလိုဖြစ်မလာခဲ့ပါဘူး။သူဟာတကယ်တော့ရာသီအစပါကလပ်ရဲ့နံပါတ်1ဂိုးသမားအဖြစ်စတင်ခဲ့တာပါ။ဒါပေမဲ့နိုဝင်ဘာမှာသူ့နေရာကစတင်ချင်းခောက်ခံလာပြီးဒီဇင်ဘာမှာတော့နွေရာသီမှာခေါ်ထားတဲ့ဂျွန်ပီတာစီနေရာပေးလိုက်ရတာပါ။ဇန်နဝါရီလအက်စတန်ဗီလာနဲ့ပွဲမှာသာဘရာဇီးဂိုးသမားတန်ရာရမှာသူအသင်းစီပြန်ရောက်လာတာပါ။ဆယ်ဆီယက်အခြေလေဟာနီးပလအပြောင်းလဲကြောင့်ထိခိုက်ထဲတာလို့ဆိုနိုင်ပါတယ်။ဒါပေမဲ့ဒါဟာအန်အောစရာကောင်းနေစေပါ။အခုဒီစီရင်မှာနောက်ထပ်ဂိုးသမားတဦးကြံပါသေးတယ်။အဲ့လာဘယ်သူထိမလဲဆိုတာမှတ်ချက်မှာခံမှန်းဖေးခဲ့ပါအောင်။မကြခင်ကျွန်တော်တို့အဖြေမှန်ကိုသိရမှာပါ။ခံမှန်းရင်းနဲ့ကျွန်တော်တို့ channel ကို subscribe မလုပ်ရသေးရင်လည်းအခုပဲလုပ်ထားလိုက်ပါအောင်။ကဲဗီဒီယိုလေးကိုပြန်ဆက်ရအောင်။ Brandon Johnson အကြောင်းပြောကြရအောင်။2025-26ရာသီကိုSpurs အသင်းရဲ့ဂိုးသွင်းအများဆုံးနဲ့အရေးပါတဲ့ကစားသမားအထိအဆုံးသတ်ခဲ့ပြီးနောက်မှာတော့သူ့ရဲ့ပွဲထွက်ခွင့်ကနောက်ထပ်100ရာသီဒါမှမဟုတ်200ရာသီလောက်အထိအာမခံချက်ရှိနေပြီလို့လူတိုင်းကယုံကြည်ခဲ့ကြပါတယ်။သူဟာ Spurs ကစားသမားတွေထဲမှာဂိုးအများဆုံးသွင်းယူရာတုန်းတင်မကအသင်းအတွက်နှစ်ပေါင်းများစွာမှာအရေးကြီးဆုံးဂိုးကိုလည်းသွင်းယူပေးခဲ့ပါတယ်။အဲ့ဒီဂိုးက Europa League ဖလားကိုရရှိစေပြီးဆိုးရွားတော့မယ့်ရာသီတစ်ခုကိုကယ်တင်ပေးခဲ့တာပါ။ပိုပြီးစိတ်ဝင်စားစရာကောင်းတာက Brandon ဟာဒီယာဒီ Premier League ပထမ2ပွဲစလုံးမှာဂိုးသွင်းခဲ့ပြီး Man City နဲ့ပွဲကြီးပွဲကောင်းမှာတော့ဂိုးသွင်းခဲ့ပါသေးတယ်။ဒါပေမဲ့ဘာကြောင့်မသိဘူး Thomas Frank ကသူ့ကိုအရန်ခုံပေါ်ပို့လိုက်ပြီးဝေဖန်မှုတွေထွက်ပေါ်လာခဲ့ပါတယ်။နွေရာသီမှာ Mohamed Kudus ကိုခေါ်ယူလိုက်တာကြောင့်သူ့ရဲ့ကစားချိန်လွယ်နေသွားနိုင်တာမှန်ပေမဲ့ Dominic Solanke, James Maddison နဲ့ Dejan Kulusevski တို့ဒဏ်ရာကြောင့်မကစားနိုင်တဲ့အချိန်မှာတော့Brandon Johnson ပွဲထွက်ခွင့်ပိုရတင်တာပါ။ဒါပေမဲ့ရာသီဝက်မှာအဲ့ဒီလိုဖြစ်မလာခဲ့ပါဘူး။အခြေအနေတွေဟာအတော်လေးဆိုးရွားလာခဲ့တာကြောင့်ရာသီဝက်မှာမဲ့ Crystal Palace အသင်းကိုပေါင်35,000နဲ့ပြောင်းရွှေ့သွားခဲ့ရတာပါ။ဒီအမျိုးအစားထဲမှာပါတဲ့နောက်ထပ် Premier League ထဲပွင့်ကတော့ Miles Lewis Skelly ပါ။သူဟာပြီးခဲ့တဲ့ရာသီမှာလူသိများလာခဲ့ပြီးဒီဇင်ဘာမှာ Arsenal အတွက်ပထမဆုံးပွဲထွက်ခွင့်ရခဲ့ပါတယ်။သူဟာ2024-25ရာသီမှာစုစုပေါင်း42ပွဲအထိကစားပေးခဲ့ပြီးအာဆနယ်ရဲ့အရေးကြီးဆုံးကစားသမားတဦးဖြစ်လာခဲ့ပါတယ်။အဲ့ဒီရာသီကသူဟာဂန်နာတို့ရဲ့ပွဲထွက်ဘယ်နောက်ခံလူပါ။ဒါပေမဲ့
ဒီယာဒီမှာတော့ Riccardo Calafiori နဲ့ Piero Hincapié တို့ကြောင့်သူဟာထိပ်တန်းစရန်ထဲမှာတော့မပါဝင်တော့ပါဘူး။ Skelly ဟာဒီယာဒီ Premier League မှာပွဲထွက်ခွင့်တစ်ချိန်မှမရခဲ့ပဲစုစုပေါင်းမိနစ်200လောက်သာကစားထားရတာပါ။ဒါဟာပွဲပြီး3ပွဲစာလောက်ပဲရှိပါတယ်။ Wolf နဲ့ပွဲမှာ Calafiori ပွဲပတ်ခံရပြီး Hincapié ဒဏ်ရာရနေချိန်မှာတော့ Arteta က74 Skelly ထက်တင်ပါကိုပဲရန်နောက်ခတ်လူဖြစ်သုံးခဲ့ပါတယ်။ Ben White ဒဏ်ရာရသွားမှသာ Skelly ကိုထွဲသွင်းခဲ့တာပါ။ Arteta ကသူ့ကိုကာကွယ်ဖို့အတွက်ကစားချိန်ကိုထင်းကျိတ်ပေးနေတာလို့တချို့ကပြောပါတယ်။ဒါပေမဲ့မင်းရဲ့ဆုံးဖြတ်ချက်ကသူ့ကိုလက်ရွေးစင်အသင်းမှာနေရာပြောက်သွားစေတာကဆိုရင်တော့ဒါကကာကွယ်တာထက်ကစားသမားရဲ့တိုးတက်မှုကိုနှောင့်ယှက်သွားနိုင်တယ်လို့ထင်ရပါတယ်။ကဲစောစောကပြောခဲ့တဲ့နောက်ထပ်ဂိုးသမားတဦးကတော့ဟိုဇေးစာပါ။ Wolf အသင်းမှာ9နှစ်ကျော်ရှိနေခဲ့ပြီးအသင်းကောင်းဆောင်တဦးအနေနဲ့လည်းတာဝန်ယူခဲ့တဲ့စာရဲ့ပွဲထွက်ခွင့်ကမေးခွန်းထုတ်ရမလို့နေခဲ့ပေမဲ့စက်တင်ဘာလောက်မှာပဲ Sam Johnstone စီနေရာပေးလိုက်ရတာပါ။စက်တင်ဘာကနေဒီဇင်ဘာအထိ17ပွဲဆက်တိုက်အရန်ခုံမော်ထိုင်နေခဲ့ရတာပါ။ဒီဇင်ဘာလအာဆင်နယ်နဲ့ပွဲမှာ Johnstone ကကိုကိုသွင်းမိခဲ့တဲ့နောက်မှာသာစာကပွဲထွက်လူစည်းရင်းတဲ့ဖြည်းဖြည်းချင်းပြန်ပါလာတာပါ။အခုတော့သူပုံမှန်နေရာပြန်ရနေပြီလို့ဆိုရပေမဲ့ပွဲပေါင်း20မှာ10ပွဲပဲပွဲထွက်ခွင့်ရခဲ့တာကသူဟာအတင်းရဲ့အဓိကလူမဟုတ်တော့တာကိုပြသနေတာပါ။နောက်ထပ်အဓိကလူမဟုတ်တော့တာကတော့ Anton Griezmann ပါ။ Atletico ဟာ Griezmann ရဲ့ club ပါ။ဒါကြောင့်သူအရန်ခုံပေါ်မှာအချိန်အကြာကြီးရှိနေတာကအံ့ဩစရာပါ။ပြီးခဲ့တဲ့ရာသီမှာသူဟာ43ပွဲထွက်ခဲ့ပြီးဂိုး26ဂိုးမှာတိုက်ရိုက်ပါဝင်ပတ်သက်ခဲ့ပါတယ်။အဲ့ဒါဟာသူ့အထက်ကောင်းမွန်တဲ့ရာသီတစ်ခုဖြစ်လို့ဒီရာသီမှာလည်းသူဆက်ပြီးအရေးပါလိမ့်မယ်လို့လူတိုင်းကယုံကြည်ခဲ့ကြပါတယ်။ဒါပေမဲ့တကယ်တမ်းကတော့ပြောင်းပန်ပါ။ပြင်သစ်သားကြီးဟာဒီရာသီ League ပွဲ9ပွဲနဲ့ Champions League 3ပွဲသာပွဲထွက်ခွင့်ရပါသေးတယ်။သူဟာတရားဒီလုံးတန်ရာကင်းစင်နေပေမဲ့အရန်ခုံပေါ်မှာပဲအချိန်ကုန်နေရတာပါ။ဒါဟာသူအတလက်တစ်ကိုမှအဆုံးတတ်တော့မယ်အရေးအယံလားလို့ထင်ရပါတယ်။နောက်ထပ်မက်ဒရစ်ကကစားသမားတူဖြစ်တဲ့ Rodrigo လည်း Real Madrid ရဲ့ပွဲထွက်နေရပျောက်သွားလာအတော်လေးအံ့ဩဖို့ကောင်းပါတယ်။ Ancelotti လက်ထက်မှာတိုက်စစ်ရဲ့အဓိကအပိုင်းအမိန့်ရှင်ဖြစ်ခဲ့ပြီးခဲ့တဲ့ရာသီက40ပွဲအထိပွဲထွက်ခဲ့တာပါ။ဒါပေမဲ့နီးပြတဲ့လက်ထက်မှာတော့သူ့ရဲ့ကစားချိန်ကတိတိတသာလျော့နှဲသွားခဲ့ပါတယ်။သူဟာပြိုင်ပွဲစုံ9ပွဲတာပွဲထွက်ခွင့်ရခဲ့ပြီးအဲ့ဒီအရေးအတွက်က2025နောက်ဆုံး3ပွဲမှာအသင်းရဲ့ဒဏ်ရာပြဿနာကြောင့်ဒါပွဲထွက်ခဲ့ရတာပါ။နောက်ဆုံးအနေနဲ့မိုဟာမက်ဆာလာအကြောင်းမပြောလို့မရပါဘူး။အီဂျစ်ဘယင်ကြီးနဲ့ပတ်သက်ပြီးပြောစရာတွေအများကြီးရှိပေနဲ့သူလီဗာပူးမှာပွဲထွက်ခွင့်နေရပျောက်သွားတာကတော့တကယ့်ကိုထိတ်လန့်စရာပါ။2004ရာသီမှာသူဟာပွဲပေါင်း38ပွဲပါဝင်တဲ့ Premier League တရားသီတွေဂိုးပါဝင်မှုအများဆုံးစံချိန်ကိုချိုးဖေးခဲ့ပါတယ်။သူဟာဂိုးသွင်းအများဆုံးနဲ့ဂိုးဖန်တီးမှုစုတွေကိုရယူနိုင်ခဲ့ပြီးလီဗာပူးကိုဒုတိယမြောက် Premier League ဖလားရရှိစေခဲ့ပါတယ်။အဲ့ဒီရာသီမှာစုတွေအကုန်သိမ်းကျုံရယူခဲ့ပြီး Ballon d'Or စရင်မှာနံပါတ်4ချိတ်ခဲ့တဲ့ဆာလာကိုလီဗာပူးကဆက်ကျုပ်ထိတ်ချုပ်ခဲ့ပါတယ်။ဒါပေမဲ့လီဗာပူးရဲ့အခြေအနေတွေဆိုးရွားလာခဲ့တဲ့အခါနီးပြစလော့ကဆာလာရဲ့ကစားချိန်ကိုလွယ်နေသွားခဲ့ပါတယ်။နိုဝင်ဘာလမှာသူပွဲထွက်ခွင့်နေရဆုံးရှုံးခဲ့ပြီးဒီဇင်ဘာမှာတော့လီဗာပူးစီမံခန့်ခွဲမှုပိုင်းကတစုံတယောက်ဟာသူ့ကိုအသင်းကထွက်စေချင်တယ်လို့မီဒီယာတွေကိုဆာလာကဖွင့်ဟခဲ့ပါတယ်။အခုချိန်မှာတော့ဆာလာရဲ့အနာဂတ်ကမရေအရာဖြစ်နေစေပါပဲ။အဓိကကစားသမားတွေကိုပွဲထွက်ခွင့်မပေးလိုက်တဲ့အခါမှာတော့နောက်ဆက်တွဲဆိုးရွားကြိုးမရှိလာတတ်ပါတယ်။ကဲပရိသတ်ကြီးကလည်းဒီရာသီမှာထင်မှတ်မထားပဲပွဲထွက်ခွင့်နေရဆုံးရှုံးခဲ့တဲ့တခြားဘယ်ကစားသမားတွေရှိသေးလဲမှတ်ချက်မှာရေးပေးခဲ့ပါအောင်။ဒီဗီဒီယိုကိုကြိုက်နေတဲ့ဆိုရင် like လုပ်ပြီး channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်။နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြရအောင်နှုတ်ဆက်ပါတယ်ခင်ဗျ